ရှေးအခါကဝေတာလီပြည်တွင်အယူဝါဒငါးရာစီတက်မြောက်သောနိဂနဇနီးမောင်နှံမှသမီးလေးယောက်နှင့်တစ္ဆကအမည်ရှိသောသားတစ်ယောက်ထွန်းကားခဲ့သည်သမီးများမှာတာဝတိပြည်၌အရှင်သာရိပုတ္တရာထံရှုံးနေ၍ဘိက္ခုနီမှဖြစ်သွားသောလေတစ္ဆကမူဝေတာလီပြည်၌ပင်ကျန်ရစ်ခဲ့သည်တစ္ဆကသည်အမိအဖတက်ကျွမ်းသောဝါရတစ်ထောင်ကိုပင်နှလုံးပိုက်ထား၏မိမိ၏ပညာများရှံထွက်မည်ဆို၍ဝမ်းပိုက်ကိုတန်များဖြင့်ရစ်ပတ်ကာထောင်လွှားနေ၏ငါရှိမောက်၌မတုံလို့သောပညာရှိဟု၍မရှိစေရဟုမန္တလေးရဲ့ကြော်ကြားသည်တနေ့သောအရှင်သစီနှင့်တွေ့ဆုံခန်း၌ဖျားရှင်၏အနတ္တဝါဒကိုကြားရသည်တစ္ဆကသည်လှောင်ပြုံးပြုံးလျက်ရှင်ဂေါတမ၏ဝါဒကိုငါနှိမ်နှင်းတော့အံဟုစိန်ခေါ်လိုစိတ်ပြင်းပြလာလေသည်တို့ဖြင့်တစ္ဆကသည်လိစ္ဆဝီမင်းသား900နှင့်လူအုပ်ကြီးကိုဥဆောင်လျက်ဖုံတလုံးလုံးဖြင့်မဟာဝုံတော်ရှိဖျားရှင်ထံခြိတက်ခဲ့လေသည်ဖျားရှင်၏ရှေးမောက်၌တစ္ဆကရုပ်ခန္ဓာသည်ငါ၏ကိုဖြစ်သည်ဟုခိုင်မာခြေပါ၏မြတ်စွာဘုရားကတည်ငြိမ်စွာဖြင့်အချင်းတစ္ဆကထိုရုပ်ကိုသင်အစိုးရပါသလောသင်အလိုတိုင်းဖြစ်ပါလောဟုမေးခွန်းထုတ်တော်မူ၏တစ္ဆကချွေးပြန်လာသည်အဖြေမရှိတစ္ဆကတိတ်ဆိတ်နေစဉ်တရားမင်းသည်ဘီလူအတွင်ဖန်ဆင်းလျက်မိတောက်နေသောသတင်းပုဒ်ကိုမိုး၍မေးတော်မူသည်ကိုဖြေလောဟုချင်းချောက်လေတော်သည်တစ္ဆကသည်မမာနအလုံးကိုစွန့်ပယ်လျက်ဖျားရှင်၏ခြေတော်ရင်း၌ပြဝတ်ရှိခိုး၍မှားခြင်းကြီးမှားပါပြီအရှင်၏ဝါဒကိုအသက်ရှင်သမျှကိုးကွယ်ပါတော်မူဟုဝန်ခံလေတော်သည်ဤသို့လျင်အယူဝါဒပြိုင်လာသောတစ္ဆကပရိဘိုအားချွတ်တော်မူနိုင်ခြင်းအောင်မြင်ခြင်းသည်ဖျားရှင်၏အောင်မြင်ခြင်းဖြစ်ပေသည်